ရှင် come စီဝါမီ come ဆိုတာလာဒီပေါ့နော်ဒီကိုလာပါဆိုရင် come here ဒီမှာလာထိုင်ပါဆိုရင် come and sit here ဘလို့ဖြစ်တာလဲလို့မေးချင် how come w h y y ကလည်းဘာကြောင့်မပြောတာပဲဒါပေမဲ့ how come ကကျတော့ဂရုဏာတမ်းမိပါတယ်ပေါ့နော်ဘလို့ဖြစ်တာလဲဘလို့ဖြစ်တော့တာလဲအဲ့လိုမျိုးခံပြီးမှတော့သုံးတယ် why ကတော့ reason အကြောင်းပြချက်ကိုမိတာပေါ့နော် it's slightly different နည်းနည်းလေးတော့ကွဲတယ် okay how come ဘလို့ဖြစ်တာလဲ come back ဆိုရင်ပြန်လာတာအမေဘယ်ချိန်ပြန်လာမလဲဆိုရင် when will you come back မင်းအိမ်ကိုဘယ်ချိန်ပြန်လာမလဲဆိုရင် when will you come back home အိမ်ကိုပြန်လာနေပြီဆိုရင်တော့ I'm coming back home အဲ့နဲ့ဒီကိုမလာခဲ့နဲ့ဆိုရင်တော့ don't come here ဒီကိုမလာခဲ့နဲ့ don't come here မင်းဒီကိုဘယ်လိုလာတာလဲဆိုရင် how did you come here